Pirates of the Caribbean ရုပ်ရှင်တွေကိုလူတိုင်းကြည့်ဘူးကြပါတယ်။အဲ့ဒီမှာပင်လယ်ဓမြတိုင်းက Black Pearl ဆိုရင်အသေးအတန်လိုချင်ကြပါတယ်။ပင်လယ်ဓမြတွေမဟုတ်ပါဘူး။အင်အားကြီးပါပဲဆိုတဲ့အင်္ဂလန်ရှေတပ်ကတော့မှပလဲနက်ဟိတ်ဆိုတတ်မှတ်မှုအပြည့်ရှိပါတယ်။အဲ့လောက်လိုချင်ရတာလည်းအဆန်းတော့မဟုတ်ပါဘူး။ Black Pearl က Caribbean ပင်လယ်မှာအမြန်ဆုံးသင်္ဘောဖြစ်ပါတယ်။အမြန်ဆုံးဆိုတာကိုအပြောတင်မဟုတ်ပဲအကြိမ်ကြိမ်သက်သေပြခဲ့ပါတယ်။ Caribbean မှာအမြန်ဆုံးသင်္ဘောပါဆိုပြီးရေတပ်ကကြွေးကြော်ထားတဲ့ Interceptor ထက်များအောင် Black Pearl ကရွက်လွှင့်ပြခဲ့တယ်။ Flying Dutchman လို့ကျိန်စာသင့်သင်္ဘောထက်တောင်မြန်ပါတယ်။နောက်ဆုံး Blackbeard ရဲ့ဆေးလို့ရစေမော်တင်မော်ကြီး Queen Anne's Revenge ထက်လည်း Black Pearl ကပိုမြန်ပါတယ်။ Black Pearl ကို Night Uncatchable ဖမ်းလို့မမိနိုင်လို့နေပါဆိုပြီးတင်စားကြပါတယ်။ဒါဆိုအဲ့ဒီသင်္ဘောကဘာကြောင့်အဲ့လောက်မြန်ရတာလဲ။ Jasper တို့ကရောအဲ့ဒီလိုသင်္ဘောမျိုးကိုဘယ်ကရတာလဲ။စတဲ့မျိုးကိုဒီဗီဒီယိုကအဖြစ်ပေးမှာဖြစ်ပါတယ်။ခုပြောမှာက fan theory မဟုတ်ပါဘူး။ရုပ်ရှင်ထဲမှာမမြင်ရသေးတဲ့ဒါမှမဟုတ်မမြင်ရလောက်တော့တဲ့မူရင်းဇာတ်လမ်းတွေကကောက်နှုတ်ချက်တစ်ခုဖြစ်ပါတယ်။ပလဲနက်ရဲ့မူရင်းနာမည်က Wicked Ones ဖြစ်ပြီးစပိန်တွေကတည်ဆောက်ခဲ့တာဖြစ်ပါတယ်။မြန်မာလိုဆိုကောက်ကျစ်တဲ့ခင်ပြိုမနီလို့ခေါ်ရပါမယ်။ Wicked Ones ရဲ့ Captain က Captain Morgan ဖြစ်ပါတယ်။ Captain Morgan ဆိုတာနည်းနည်းရပင်လယ်ဓမြကြီးမဟုတ်ပါဘူး။ Pirates of the Caribbean ရုပ်ရှင်တွေမှာပင်လယ်ဓမြတိုင်းကြောက်ရတဲ့မဖြစ်မနေလိုက်နိုင်ရတဲ့ပင်လယ်ဓမြဥပဒေ Pirates Code ကိုရေးဆွဲခဲ့သူ2ယောက်ထဲကတယောက်အပါအဝင်ဖြစ်ပါတယ်။လူပေါ်လူကျော်လူညစ်ပတ်တွေပါဆိုတဲ့ပင်လယ်ဓမြတွေတောင်မလွန်ဆန်ရဲတဲ့ဥပဒေကိုရေးဆွဲတယ်ဆိုတဲ့ကတကယ်ဆရာကြီးဆိုတာသိကြပါတယ်။လူရင်းကိုပြန်ဆက်ရရင် Deadman Tell No Tale မှာမြင်ခဲ့ရသလိုပဲ Captain Morgan ရဲ့ Wicked Ones နဲ့ Captain Salazar ရဲ့ Silent Mary တို့ထိတ်တိုက်တွေ့ကြပါတယ်။ Silent Mary ကသူ့မတူအောင်အင်အားကြီးတာကြောင့် Captain Morgan လည်းတိုက်ပွဲကျသွား